Okay အားလုံးပဲမင်္ဂလာပါဆိုတော့ဒီ website ကဟိုတနေ့ကပြောရတဲ့မှာဒီ drag on drop game လေးနဲ့ကလေးတွေ mouse ကင်တာလေးကိုတည်တည်ချာချာကင်တတ်အောင်လို့ train လို့ရတယ်ပေါ့နော်ဆိုတော့ဒီ drag on drop game အပြင်နောက်ထပ်ဘာတွေရှိသေးလဲဆိုရင်ဒီဘက်မှာ category လေးတွေရှိတယ်ဆိုတော့ဒီမှာ paint ပေါ့ဒါဆိုလို့ရှိရင်ပုံခလာချင်ရင်းနဲ့ကလေးကဒီ mouse ကိုကင်တတ်သွားအောင်လို့လေ့ကျင့်ပေးလို့ရတဲ့ဟာလေးပေါ့ဆိုတော့ဒီထဲကိုဝင်လိုက်မယ်ဆိုရင်ဒီမှာပုံလေးတွေရှိမယ်အဲ့ဒီကခလေးကြိုက်တဲ့ပုံတစ်ပုံကိုအရင်ရွေးခိုင်းလိုက်မယ်ပေါ့ဆိုတော့ဒီပုံဆိုလို့ရှိရင်ဒါ click လိုက်ပြီး click ပြီးရင်ဒီမှာသူကစုပ်တန်လေးပါမယ်ဆိုတော့ mouse ကဒီစုပ်တန်လေးရွေးတဲ့အတိုင်းmouse ရွေးတဲ့အတိုင်းဒီစုပ်တန်လေးကလိုက်ပြီးရွေးမယ်ဆိုတော့ဒီမှာ color လေးတွေလိုက်ပြီးချိန်မယ်ပေါ့ okay ဆိုတော့ဒီလိုပေါ့အဲ့တော့တချို့နေရာလေးတွေမှာကျတော့ detail အယောင်ချဲရတဲ့ဟာလေးတွေပါတယ်ဆိုတော့ခလေးတွေကကျတော့အဲ့လိုမျိုး detail အယောင်လိုက်ချင်ရင်လည်းဘာဖြစ်သွားလဲဆိုရင် mouse ကိုသူကောင်းကောင်းselect လုပ်တတ်သွားမယ် control လုပ်တတ်သွားမယ်ပေါ့အခုဒီမှာဆိုလို့ရှိရင် color ကိုရွှေ့ရတယ်ဒီဘက်ကို click ရတယ်ဒီဘက်မှာပြန်ပြီးတော့ click ရတယ်ဆိုတော့ mouse click တာရယ် detail select လုပ်တာရယ်ဒါသူကျွမ်းကျင်သွားမယ်ပေါ့နော်ဒါရှိမယ်နောက်တစ်ခုကကြတော့ဒီမှာmath ပေါ့ဒါဆိုလို့ရှိရင်လည်း math နဲ့ပတ်သက်ပြီးတော့ data နဲ့ပတ်သက်ပြီးတော့ပါခလေးကိုတခါတည်းလေ့ကျင့်ပေးလို့ရတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီပထမဆုံးဟာကိုပဲရွှေ့လိုက်မယ်အဲ့တော့ keyboard နဲ့သွားမလားtype separate နဲ့သွားမလားဆိုတော့ keyboard ကိုယူပြီးဒီမှာဆိုရင်plus sign အပေါင်းကဏ္ဍနေပဲဆိုတော့ပထမဦးဆုံးသူက 8 plus 4ဆိုရင်12ပေါ့12ဆိုလို့ရှိရင်သူကဒီမှာ F key ကိုနှိပ်လိုက်လို့ရှိရင်ရှေ့ကိုသွားမယ်ဆိုတော့ F key ကိုနှိပ်လိုက်မယ် okay အပေါ်ကိုသွားချင်တယ်ဆိုလို့ရှိရင် F arrow ရှိမယ်အောက်ဆိုလို့ရှိရင် down arrow ဆိုတော့ F arrow ကိုနှိပ်လိုက်မယ်ပြီးရင် F key ကိုထပ်နှိပ်လိုက်မယ် okay ဒါဆိုရင် level 1ပြီးသွားပြီဆိုတော့ဆက်ပါမယ်8 plus 8ဆိုရင်16 okay ဆိုတော့ဒီလိုမျိုးပေါ့အဲ့လိုဆိုခလေးက keyboard ကိုလည်းနှိပ်ပြီးသားဖြစ်သွားမယ် mouse ကိုပါသူဟိုဟာဖြစ်သွားမယ် control လုပ်သွားမယ်ပေါ့နော်ဆိုရင်ဒီဟာဆိုလို့ရှိရင် math လည်းတခါတည်းtrain မိသားဖြစ်သွားမယ် mouse ကော keyboard ရောပါတခါတည်းတွဲပြီးတော့လေ့ကျင့်လို့ရတယ်ပေါ့နော်ဆိုတော့ဒီ website မှာလေ့ကျင့်လို့ရတဲ့ category လေးတွေကဒီမှာအများကြီးပဲရှိတယ်ဆိုတော့ဟို free website ဖြစ်တဲ့အတွက်ကလေးတွေလည်းသုံးလို့တော်တော်လေးအဆင်ပြေပါတယ်ဆိုတော့အားလေး sharing လုပ်ချင်လို့ပါဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်